လူရန်မာတဲ့အလှူတော်မင်္ဂလာတုတ်တုတ်ပြုံးစီပြောတောင်းနဲ့တမှုချပါလို့ဒူပြောရွှင်စရာအလှူတော်မင်္ဂလာမန္တအတွင်ပြောတောင်းကတာအလှူတော်မင်္ဂလာမန္တအတွင်ပြောတောင်းကတာဒူစုံမောင်နှံရွှေလက်တွေသားမောင်ကိုရှင်ပြုပွဲချိန်ချိန်တဲ့သိမ့်သိမ့်နှွဲရွှင်လန်းစရာမို့အခါသာဓုသာဓုခေါ်နိုင်စေဖို့မကြာနေဆရာတကယ်ကိုချွဲတာပြောတယ်အသေးမှဆွဲစရာဘဝညံစွာရွှေဆိုင်တော်နဲ့မင်္ဂလာယူအောင်မနေဆရာတကယ်ကိုချွဲတာပြောတယ်အသေးမှဆွဲစရာဘဝညံစွာရွှေဆိုင်တော်နဲ့မင်္ဂလာယူအောင်မသာသာလေးကိုရှင်ပြူရတဲ့အလူအမခမများမှာအဝါကြီးညံကတွေ့လိုက်တဲ့အခါဝမ်းသာကြည်နူးစရာလမ်းပြအသွင်ထူကလမ်းပြအသွင်ထူကဝမ်းသာကြည်နူးစရာနိဗ္ဗာန်ကိုရည်မှန်းက31ကအမြန်ကျွတ်အောင်သာသာသာလေးကိုရှင်ပြုရတဲ့အလူအမခမများမှာအဝါကြီးမြန်းကတွေ့လိုက်တဲ့အခါဝမ်းသာကြည်နူးစရာလမ်းပြအသွင်ထူကလမ်းပြအသွင်ထူကဝမ်းသာကြည်နူးစရာနိဗ္ဗာန်ကိုရည်မှန်းက31ကအမြန်ကျွတ်အောင်သာယခုပြုကုသလမှာအတူတကွတရားနာကြဖို့အမှန်ပင်နိုးသောပြောတီးလိုက်တာ
မှာဆွဲစရာဘဝညံကရွှေဆိုင်တော်နဲ့မင်္ဂလာရုံမှာသာသာလေးကိုရှင်ပြရတဲ့လူမခမရမအဝါရင်မြန်ကတွေ့လိုက်တဲ့အခါဝမ်းသာကြည်နူးစရာလမ်းပြသွင်းထူကလမ်းပြသွင်းထူကဝမ်းသာကြည်နူးစရာနိဗ္ဗာန်ကိုရည်မှန်းက31ကအမြန်ကျွတ်အောင်သာသာသာလေးကိုရှင်ပြရတဲ့လူမခမရမအဝါရင်မြန်ကတွေ့လိုက်တဲ့အခါဝမ်းသာကြည်နူးစရာလမ်းပြသွင်းထူကလမ်းပြသွင်းထူကဝမ်းသာကြည်နူးစရာနိဗ္ဗာန်ကိုရည်မှန်းက31ကအ